အနေငယ်သာကျဲဝင်ပြီးကျင်းပြောင်းတဲ့မိအောက်လွိုင်ကူတဲ့ကိုမိဆွေဝင်ရဲလားပျော်ရွှင်စရာကောင်းတဲ့မိသားစုစွန်စားခန်းကနေအသက်ဆုံးရှုံးရတဲ့အထိပြောင်းလဲသွားလိမ့်မယ်လို့ဘယ်သူမှတွေးမိမှာမဟုတ်ပါဘူးဒီတစ်ခါမှာတော့အသက်26နှစ်လူငယ်လေးတယောက်ရဲ့လိုင်းကူစွန်စားခန်းကိုဘလို့ဖြတ်တန်းခဲ့ရတယ်လဲဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်Nutty Party Cave ဟာ Utah ပြည်နယ်က Salt Lake City ရဲ့အနောက်ဘက်မှာရှိပါတယ်။ဒီကူကို1960ခုနှစ်မှာ Dale Green ကလေးရှိတဲ့စူးစမ်းရှာဖွေသူတဦးမှရှာဖွေတွေ့ရှိတဲ့ပြီး Nutty Party စာသားအားဖြင့် Nut Mud သို့မဟုတ် Crazy Fruit လွိုင်ကူလို့အမည်ပေးခဲ့ပါတယ်။လွိုင်ကူဟာပေ1400ခန့်ရှည်လျားပြီးအကွေးအကောက်များနဲ့ဒေါင်လိုက်အကွဲကြောင်းများပါဝင်ပြီးတာမန်လူတယောက်မသွားနိုင်အောင်ကျင်းလွန်းတဲ့နေရာတွေနဲ့ပြည့်ညူပါတယ်။ဒီနေရာကတချင်းကပြည်တွင်းစွန့်စားဝါဒနာအိုးတွေကြားမှာအလွန်ရေပန်းစားခဲ့ပြီးကျင်းမြောင်းတဲ့လွိုင်ကူလမ်းကြောင်းတွေကိုစိန်ခေါ်ဖို့နှစ်စဉ်လူ9000အထိလာရောက်ခဲ့ကြပါတယ်။အမှန်တော့2006ခုနှစ်မှာလိုကယ်အာနာပိုင်တွေက Google ပိတ်ခဲ့ကြတာဖြစ်ပြီးနောက်ပိုင်း2009မှာခွင့်ပြုနဲ့ Nutty Party Cave ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ဖွင့်ပြီးတစ်နှစ်ခွဲအကြာမှာအသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်ဆိုတစ်ခုနဲ့ကြုံလာရပါတော့တယ်။ John Edward Jones ဟာ Utah ပြည်နယ်သားတဦးဖြစ်ပြီးစွန်စားဝါဒနာမိသားစုကနေဆင်းသက်လာတဲ့လူငယ်တဦးဖြစ်ပါတယ်။ဆရာဝန်တက္ကသိုလ်မှာကျောင်းတက်နေတဲ့ကျောင်းသားတဦးဖြစ်ပြီးချစ်ဇနီး Emily နဲ့သမီးလေး Lizzie မိသားစုကိုပိုင်ဆိုင်ထားတဲ့ဖခင်တစ်ယောက်ပါ။အဲ့နေ့ည8 နာရီလောက်မှာ John နဲ့သူ့မိသားစုအဖွဲ့က Nutty Party Cave ထဲကိုဝင်သွားခဲ့ကြတယ်။သူတို့အဖွဲ့ကလူ17ယောက်လောက်ရှိပြီးသူ့ညီ Josh နဲ့တငယ်ချင်းတွေလည်းပါဝင်နေ။အစောပိုင်းမှာတော့သူတို့က Big Slide လို့ခေါ်တဲ့နေရာထဲသွားပြီးကြဲကြဲဝင်းဝင်းနဲ့အဆင်ပြေတဲ့နေရာလေးမှာစတင်လေ့လာကြတယ်။သူနဲ့သူ့ညီ Josh တို့ကတခြားလူတွေကနားနေတဲ့အချိန်မှာ Bath Canal လို့ခေါ်တဲ့ကျင်းညောင်းတဲ့နယ်မြေတစ်ခုကိုတွားဖို့ဆုံးဖြတ်ခဲ့ကြတယ်။ John ကသူ့ခါးလောက်တာအကျယ်ရှိရဲ့ဂူပေါက်တစ်ခုကိုရွေးပြီးဝင်လိုက်ပါတယ်။ဂူလန်းအကျယ်ကတယောက်စာသားဝင်လို့ရပြီးအထဲမှာမှောင်အတိနဲ့ရှိနေပါတယ်။အဲ့နေရာကသူတို့ထင်ထားတဲ့ Bath Canal မဟုတ်ဘဲတိမ်မြုပ်ကြီးမြောင်းတဲ့နေရာတစ်ခုသာဖြစ်နေပြီးမတိရှာတဲ့ John တယောက်စိတ်လှုပ်ရှားစွာနဲ့ပဲဝင်သွားခဲ့ပါတော့တယ်သူ့စိတ်ထင်ကရှေ့ဆက်သွားရင်တော့နည်းနည်းကျဲတဲ့နေရာတစ်ခုများရှိမလားဆိုပြီးရှေ့ဆက်သွားခဲ့ပါတယ်မျက်စိရှေ့တွေ့လိုက်ရတာတော့အောက်ကိုချိုးသွားတဲ့ကူလန်းကြောင်တစ်ခုပါအောက်မှာနေရာလွတ်တစ်ခုရှိပြီး Bath Canal ရဲ့လမ်းဆုံးချစ်မယ်လို့ယူဆပြီးအရေးဆုံးအောက်ချိုးဆင်းသွားလိုက်တဲ့အချိန်မှာပဲမထင်မှတ်ပဲခန္ဓာကိုယ်ဟာလမ်းကြောင်းလေကိုထွက်နေတဲ့ကြောက်ကူတဆန်နဲ့ညှက်နေမိပါတော့တယ်။ခေါင်းအောက်ဆိုင်အနေထားနဲ့ပေါ့။ကူတွင်းပိုင်းချောတော့ယုံလီနစ်လီဖြစ်ခဲ့ရပါတယ်။ John ရဲ့ညီ Josh ဟာအကူထိတူပိတ်မိနေတာတိတိယချင်းအရေးပေါ်အဖွဲ့တွေကိုချက်ချင်းအကြောင်းကြားခဲ့ပါတယ်။အနည်းဆုံးလူ10ကျော်ရောက်ရှိလာပြီးဒေသခံရဲမှုယုံမှကယ်ဆယ်ရေးအဖွဲ့မိသက်သမားများဂူကယ်ဆယ်ရေးစေတနာဝန်ထမ်းများနဲ့စေဘက်ဆိုင်ရာဝန်ထမ်းများပါဝင်နေသူ့ကိုစတင်ကယ်ဆယ်တဲ့အချိန်မှာတော့ John ဟာဂူအောက်ထဲမှာပိတ်မိနေတာအချိန်ကြာလွန်နေပါပြီ။လှူရှားခွင့်မရှိတော့တဲ့အခြေအနေမှာဖြစ်နေတာကြောင့်ဆရာဝန်တဦးကထက်မကယ်နိုင်ရင်အသက်ရှူရခက်တဲ့အခြေအနေဖြစ်လာမယ်လို့သတိပေးခဲ့ပါတယ်။ဒီချိန်ထိကိုသူဟာမိသားစုကိုသတိရနေစေ။သူ့ဇနီးနဲ့သမီးရဲ့အကြောင်းကိုပြောနေစေ။သူကကက်တင်မဲ့သူတွေနဲ့စကားပြောရင်းနိုင်ပေါင်းများစွာခံနိုင်ခဲ့တယ်။နိုင်ပေါင်းများစွာကြာလာခဲ့ပါပြီတညာလုံးခြေတော့အပေါ်ခေါင်းအောက်အနေထားနဲ့နေခဲ့ရပြီးဂျွန်တယောက်သတိမေ့လူနီးနီးဖြစ်လာပါတယ်။ဒီတစ်ခေါက်တော့အပေါ်တဲတဲ့ကနေအပေါက်ဖောက်ဆက်နဲ့တညာလုံးဖောက်ခဲ့ပြီးကျိုးနဲ့ဆွဲထုတ်ကြပါမယ်။ဂျွန်ရေကျွန်တော်တို့ဆဲပြီဗျို့ဂျွန်ခမားလိုက်ပြီးကိုဖော့ပေးရတာအပေါ်ကတစ်ချက်ဆွဲလိုက်တိုင်းအယိုးကြီးမတက်နာကျင်မှုတွေနဲ့နောက်ဆုံးတစ်ချက်ဆွဲတဲ့အချိန်ခြေတော့အပေါ်ကအုတ်ချောက်ကိုတွားတိုက်မိပြီးပြုတ်ကျလာကကိုဘော်ကိုကျသွားခဲ့ချိန်သူနာလူမူးမေမတက်အော်ကြီးခဲ့ပါတယ်မိနစ်20နားပြီးပြန်လဲစူးစမ်းဆွဲယူခဲ့ကြပြန်တယ်ဒီတစ်ခေါက်တော့မြုံလင့်ချက်လေးမြင်လာရတယ်ဂျွန်အပေါကိုရောက်ခါနေတဲ့အချိန်မှာပဲကျိုးပြတ်ကြပြီးအရင်ညက်နေတဲ့နေရာကိုပြန်ရောက်သွားရှာရပါတယ်နိုဝင်ဘာလ25ရက်2009ခုနှစ်17:56မိနစ်မှာ
ဆေးဘက်ဆိုင်ရာဝန်ထမ်းများဟာဂျွန်ရှိယာတို့သွားကသူ့မှာအသက်ရှူခြင်းနဲ့နှလုံးခုန်ခြင်းမရှိကြောင်းအတည်ပြုခဲ့ပြီးပွဲချင်းပြီးတည်ဆုံသွားကြောင်းကြေညာခဲ့ပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းဟာနိုင်ပေါင်း30နီးပါးကြာခဲ့ပြီးမျော်လင့်ချက်မှစိတ်ပြတ်အားငယ်ခြင်းစီကိုပြောင်းလဲသွားကနောက်ဆုံးဂျွန်ကိုအပီးတိုင်လောင်ကူထဲမှာငိမ့်ချမ်းစွာအနားယူစေခဲ့ပါတယ်